One Championship ဘက်ကတရားဝင်ကြေညာလိုက်တဲ့အမေရိကမြေပေါ်မှာတွားရောက်ကျင်းပဖို့စီစဉ်ထားတဲ့ One 183ပြိုင်ပွဲကြီးကိုဖျက်သိမ်းလိုက်ကြောင်းနဲ့အမေရိကခီးစဉ်အိမ်မက်ပျက်ပြယ်ခဲ့ရတယ်လို့ပြောရမယ့်တန်မဏိစိုးလင်းဦးအကြောင်းကတော့One 183ပြိုင်ပွဲတွင်ခေါင်းမဲကြီးဖြစ်ထိုးသက်ခတ်ပတ်လူကြမဲ့စတန်ဖဲတက်ဟာဒဏ်ရာပြဿနာကြောင့်သူမရဲ့ခပ်ပတ်ကိုလက်လွဲကပြိုင်ပွဲကနေနှုတ်ထွက်လိုက်ရပါပြီဒီအဖြစ်ပြက်ကြောင့်နစ်နာတယ်လို့ဖြစ်သွားတဲ့တနိဆန်ဘိုဝါကာကိုတော့ချန်ပီယံဖြစ်တင်မြောက်လိုက်ကြောင်းကိုဝမ်ဘက်ကတရားဝင်ရေးသားကြေညာထားပါတယ်ဆိုပါပြိုင်ပွဲမှာပဲအမေရိကမြေပေါ်မှာပထမဦးဆုံးထိုးတက်ခွင့်ရမယ်ဆိုလင်းဦးတို့တွဲဆိုင်လဲပြက်ပြယ်ခဲ့ပါတယ်ဆိုလင်းဦးတို့ပွဲကိုတော့ဝမ်ဘက်ကဘယ်နိုင်ငံမှာလုံမဲ့ဘယ်ပြိုင်ပွဲမှာထည့်သွင်းသွားမလဲဆိုတာဆောင်းငန်းကြည့်ကျင်စရာပါတကယ်လို့ထိုင်းမှာကျင်းပမဲ့ပွဲမှာထည့်သွင်းပေးမယ်ဆိုရင်ရောဟာလီဆင်အနေနဲ့ကလက်ခံထိုးပေးနိုင်မလားဟာလီဆင်အနေနဲ့ professional ပြီးသားရင်တော့ဘယ်နိုင်ငံမှာလုပ်တဲ့ပွဲမှာပဲဖြစ်ပါစေလက်ခံထိုးပေးရပါမယ်ကျေးဇူးတင်လျက် Global Martial Arts Channel